9နှစ်လောက်ကင်လာတဲ့ကျမရဲ့ဖုန်းကဘယ်လောက်ထိပျက်စီးနေပြီလဲပြချင်လို့အားလုံးလိုက်ကြည့်ပေးကြနော်ဒါကတော့ကျမဖုန်းကာဗာဆော့ထားတဲ့အချိန်လေးပေါ့နော်ဒီပါပါရှင်ဒါကျမလွန်ခဲ့တဲ့2010ဆယ်လပိုင်းတုန်းကအဲ့ခေတ်တော့ဆိုလို့ရှိရင်ဒီ Redmi Note 8 Pro တွေကဟိုပေါ့2,9,900ဆိုလို့ရှိရင်အဲ့ခေတ်ကလည်းဈေးထဲမှာဆိုလို့ရှိရင်ဈေးနှုန်းမြင့်တယ်လို့ပြောလို့ရပါဘောเนาะဒီဟာလေးကျမသုံးနေတာ9နှစ်ကျော်ပြီအခုဆိုရင်9နှစ်ကျော်ပြီပေါ့ဒါပေမဲ့အထက်မှာ system ဘိုင်းရဆိုဘာမှပြောစရာမရှိသေးဘူးတခုပဲ Play Store သုံးလို့မရဘူး Google Play သုံးလို့မရတော့တခုပဲဒါပေမဲ့ကျမ software တွေ down ချင်လို့ရှိရင်ဒီ clone က down တယ်ပြီးရင်ဒီ Opera Mini က down တာပေါ့နော်ဒါပေမဲ့ဒီဖုန်းကအခုဒီမြင်တဲ့အတိုင်းပဲအသေးတိုင်းဒါရေထဲကို3ခါလောက်ပြုတ်ကျပြီးရဲ့အခြေအနေလုံးဝပြင်ဆိုင်မပိုးရသေးရဲ့အခြေအနေပေါ့နော်ဒီမှာမြင်ကြလားအယောင်ကတော့အဲ့ဒီအချိန်တော့ခစ်စားခဲ့တဲ့ဒီလိုအပြရောင်လို့ပြောရမလားအမဲရောင်ပြောရမလားအဲ့လိုရောင်မျိုးလေးပေါ့နော်ဒီစိတ်တွေဆိုကျွန်မလုံးဝမခွာဘဲနဲ့အပြင်ကနေဒီလိုဖုန်းကာဗာလေးနဲ့သုံးထားတဲ့အခြေအနေပေါ့နော်ဒီဖုန်းလေးကျွန်မဘာလို့မျက်နှာလဲဆိုလို့ရှိရင်ဒီဖုန်းလေးဝယ်တော့မဲ့အချိန်မှာကျွန်မရှိရကင်တဲ့ဒီ Realme ဖုန်းကမှန်ကြည့်သွားတယ်မှန်ကြည့်သွားတဲ့အချိန်မှာကျွန်မထပ်လည်းမလဲချင်တော့ဖုန်းတင်လည်းကင်ချင်နေတဲ့အချိန်ပေါ့နော်ကျွန်မလက်ထက်မှာလည်းပတ်စံအချိန်တော့သိန်းလားသိန်းစုံလေးပဲရှိရဖုန်းတင်လို့နေဆိုတာအမေကသိတော့အမေကနေလိုချင်တဲ့ဖုန်းသွားဝယ်ဆိုပြီးတော့ကျွန်မပတ်စံသိန်းခွဲထပ်ထုတ်ပေးရပါတော့နော်သိန်းမဟုတ်2သိန်းဝန်းကျင်လောက်ထပ်ထုတ်ပေးလိုက်တာပေါ့အဲ့ဒီကြောင့်မလို့ကျွန်မဒီဖုန်းလေးကကျွန်မကိုအမေဝယ်ပေးတာနဲ့တူတူပဲမလို့ကျွန်မဒီဖုန်းလေးအရန်တန်မိုးထားပြီးသုံးတာပေါ့နော်ဒါပေမဲ့ဒီတောင်ကြီးမှနေတော့ကတော့ဟိုပါပေါ့တို့ပြောမလဲအဝိရှော်နေရင်းနဲ့အဝိရှော်ဆက်ပေါ်တင်ထားရင်းနဲ့ရေထဲကိုတော့9ခါလောက်ပြုတ်ကျတဲ့အခြေအနေပေါ့နော်ဒါပေမဲ့ပါဝါပိတ်ပြီးအချောက်ခံပြီးပြန်သုံးတဲ့အခြေအနေမှာတော့သူကဘာမှerror ဖြစ်တာတွေဒီဘာမှပေါ့နော်ဘာပြဿနာမှမရှိဘဲနဲ့ဘယ်တခါမှပေါ့တခါမှစိုင်မရောက်ဘူးသေးတဲ့အခြေအနေပေါ့ထပ်သုံးမဲ့ဆိုသုံးလို့ရသေးတယ်ဒါပေမဲ့ကျွန်မဗီဒီယိုတွေဆက်ရိုက်တော့ memory ကခဏပြည့်ရပါတော့ memory ကလည်းထမ်းစိုက်ချင်လို့ရပြီးဖုန်း model အောက်နေပြီဆိုတော့အသက်သုံးချင်လို့အဲ့ဒီအခု Redmi 50 Pro Plus ကိုဝင်လိုက်တာပေါ့နော်ဒီမှာတော့ကျွန်မအရင်က9နှစ်လောက်သုံးခဲ့တဲ့ဖုန်းချင်းတွေလာပြတာပါအားလုံးပဲတက်တာ